တစုံတစ်ယောက်တင်းကိုလွမ်းနေရင်သိနိုင်မဲ့အချက်လေးချက်လူတွေရဲ့စိတ်ဆွဲရင်ကအရှမ်းကြီးမှလို့တင်းကိုတစုံတစ်ယောက်ကအရှမ်းလွမ်းဆွတတိယနေရင်တော့ဒီအချက်တွေတင်းမှာဖြစ်လာပါလိမ့်မယ်။နံပါတ်1သူ့ကိုအိမ်မက်မက်တယ်။သူ့အတင်းအကြောင်းတွေးတာများတဲ့အခါတင်းစီမှာအိမ်မက်လာမက်တတ်ပါတယ်။နံပါတ်2တခုခုကိုလွမ်းနေတယ်လို့ခံစားရတယ်။တခါတလေတင်းကြုံဘူးမှာပါ။တင်းပြောင်နေတဲ့တာမန်နေ့ရက်တီလူမျိုးမှာတော့ရုတ်တရက်ကြီးဘသူ့ကိုလွမ်းလို့လွမ်းမှမသိပဲအဝေးတနေရာကိုထွက်သွားခြင်းတလို့ခံစားချက်မျိုးပေါ့။တိန်လေးတွေကိုကြည့်ရင်းနဲ့လေလွမ်းဆွေးတဲ့ခံစားချက်မျိုးဖြစ်တယ်။ဒါပေမဲ့ဘသူ့ကိုလွမ်းမှန်ကိုယ်တိုင်ကမသိဘူးဆိုရင်တော့ဒါအသင်းကိုတစုံတစ်ယောက်ကအရန်လွမ်းဆွတတိယနေလို့တင်စီမှာထပ်တူခံစားရတာပါ။နံပါတ်3ရုတ်တရက်သူ့အကြောင်းတွေးမိတယ်။တင်းရသူ့အကြောင်းအမြဲတမ်းတွေးနေကြမဟုတ်ပဲရုတ်တရက်ကြီးသူ့အကြောင်းတွေးမိသွားတာတတိယသွားတာဆိုရင်တော့သူလည်းတင်းအကြောင်းတွေးနေလို့ပါ။နံပါတ်4တိုက်ဆိုင်တာတင်းသူ့ကိုရန်လွမ်းနေတဲ့အချိန်သူ့အကြောင်းတွေးနေတဲ့အချိန်မှာသူကတင့်စီရောက်လာတာမျိုးသူ့ကိုလွမ်းနေချိန်သူကစာပုတ်လာတာမျိုးလို့တိုက်ဆိုင်သွားတယ်ဆိုရင်သူလဲတင့်ကိုလွမ်းနေလို့ပါပဲ